ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘုံသဘောတူညီချက်များကိုလိုက်နာခြင်းမရှိသည့်စစ်ကောင်ဆောင်မြောက်လိုင်းအာဆီယံအစည်းအဝေးတက်ရောက်ခွင့်ရမည်မဟုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုကြောင့်ပိတ်ပင်ခံထားရသောအာဆီယံထိပ်သီးအစည်းအဝေးကိုပြန်လည်တက်ရောက်ခွင့်ပြုရန်စစ်ကောင်ဆောင်ဗိုလ်ချုပ်မှူးကြီးမြောက်လိုင်းနှင့်၎င်းဦးဆောင်သည့်စစ်ကော်မရှင်ကအာဆီယံအလှည့်ကျဥက္ကဋ္ဌထံတောင်းဆိုခဲ့တော်လဲအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာမှုမရှိသဖြင့်တက်ရောက်ခွင့်ရမည်မဟုတ်ကြောင်းတန်တမန်သတင်းရင်းမြစ်များထံကသိရပါတယ်။စစ်ကောင်ဆောင်တဲ့အဖွဲ့သည်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရှိ Convention ဗဟိုဌာန KLCC တွင်လာမည့်အောက်တိုဘာလ23ရက်မှ28ရက်အထိကျင်းပမယ်48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ခွင့်ရရန်လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံသားရေးဝန်ကြီးဒါတိုဆရီမိုဟာမက်ဟာဆန်ဦးဆောင်သောအဖွဲ့မြန်မာပြည်ခီးစဉ်အတွင်းတောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။သို့သောအာဆီယံကမြန်မာငြိမ်းချမ်းရေးနှင့်ပတ်သက်၍ဘုံသဘောတူညီချက်၅ချက်ကိုသတ်မှတ်ချထားပြီးစစ်ကော်မရှင်ကလိုက်နာမှုမရှိသဖြင့်အစည်းအဝေးများတက်ရောက်ခွင့်ပိတ်ပင်ထားသလိုအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်းဖိတ်ကြား၍မရကြောင်းတန်တမန်များနှင့်ထိတွေ့သူများထံမှသိရှိရပါတယ်။အာဆီယံအနေနဲ့စစ်အုပ်စုရဲ့အာဏာသိမ်းမှုကိုလက်ခံလို့မရဘူး။ဘာလို့ဆိုဘုံသဘောတူညီချက်၅ချက်ကရှိနေတယ်။ဒါကြောင့်မို့လို့ဒီနေ့အထိစစ်အုပ်စုကိုဖိတ်ကြားတာမျိုးအာဆီယံကမလုပ်တာဖြစ်ပါတယ်ဟုအာဆီယံတန်တမန်ရေးရာများနှင့်နှီးဆက်သည့်တော်လှန်ရေးအင်အားစုဝင်တအုပ်ကသတင်းဌာနကိုအတည်ပြုပြောဆိုပါတယ်။48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမစတင်ပြီးမလေးရှားသတင်းဌာနတစ်ခုကစစ်ကောင်ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခွင့်ရနိုင်သည်ဟုကနဦးသတင်းဖော်ပြခဲ့တော်လေ။နောက်ပိုင်းတွင်၎င်း၏အမည်ကိုဖယ်ရှား၍ပြန်လည်ဖော်ပြခဲ့သည်။မလေးရှားသတင်းဌာန၏ကနဦးသတင်းဖော်ပြမှုကိုစစ်ကော်မရှင်ဝါဒဖြတ်မီဒီယာများကလူသလိုချဲ့ကားပြီးအာဆီယံအစည်းအဝေးများသို့စစ်ကောင်ဆောင်တက်ရောက်ခါအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ကမ္ဘာနိုင်ငံအသီးသီးမှခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဟုဖော်ပြကြသည်။ရှင်းအတူအာဆီယံ၏လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်သည့်မလေးရှားနိုင်ငံသားရေးဝန်ကြီးဒါတိုဆရီမိုဟာမက်ဟာဆန်ဦးဆောင်သောအဖွဲ့သည်ပြီးခဲ့သည့်အောက်တိုဘာ9ရက်ကမြန်မာနိုင်ငံသို့ရောက်ရှိလာစဉ်မူလအခွင့်အရေးများပြန်လည်ပေးအပ်ရန်စစ်ကောင်ဆောင်နှင့်အဖွဲ့ဝင်များကတောင်းဆိုခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးအေအေကိုတိုက်ခိုက်ရန်ကြောက်ဖြူမျိုးတွင်ဒရော့ဘုံသီးများကိုကားပေါ်အတင်အချပြုလုပ်နေစဉ်ပောက်ကွဲမှုဖြစ်ပြီးအကြမ်းဖက်စစ်တပ်မှတက်ကြက်ကြီး2ဦးအပါ5ဦးကွဲခြင်းပြီးသေဆုံးအလောင်းများတစားစီဖြစ်သွားတာမို့မိသားစုကိုပင်ဓာတ်ပုံမပြဘဲချက်ချင်းသကြိုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။အာရခတ်တပ်တော် AA ကိုတိုက်ခိုက်ရန်အတွက်ကြောက်ဖြူမျိုးပေါ်မှစစ်ကောင်စီတွေအနေနဲ့ဒရုန်းဘုံသီးများကိုကားပေါ်မှအတင်အချပြုလုပ်ခါပြင်ဆင်နေစဉ်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှတက်ကြက်ကြီး2ဦးအပါစစ်သည်5ဦးကွဲခြင်းပြီးသေဆုံးကအမြောက်အများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့ကကြောက်ဖြူမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့အာရခတ်တပ်တော် AA နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းအုံပြုဖို့အတွက်ဒရုန်းဘုံသီးတချို့ကိုလက်နက်ခဲယမ်းတူလောင်ရေးမှတပ်ဆင်ရှေ့တန်းတွေစီကိုပို့ဆောင်ဖို့အတွက်ထောက်ပို့ကားတွေနဲ့အတူဘုံသီးအတင်ချတွေလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါဘုံသီးတွေကိုကားပေါ်ကိုတင်ရန်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20ခန့်ဖြင့်လှုပ်ဆောင်နေစဉ်၎င်းတို့အဖွဲ့ထံမှစစ်ကောင်စီတပ်သားတအုပ်ရဲ့လက်ထဲမှဘုံသီးလွတ်ကျခဲ့ပြီးပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဆက်လက်ထိခိုက်ပောက်ကွဲခဲ့တာကြောင့်အနီးနားမှာရှိနေတဲ့စစ်ကောင်စီတပ်သား5ဦးကွဲခြင်းပြီးသေဆုံးခဲ့တယ်လို့အမြောက်အများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်က18ရက်နေ့ကဖြစ်တာပါခါတိုင်းလိုဘုံသီးပို့ဖို့လှုပ်အားပေးထုတ်တော့ခုတည်တဲ့သူတွေအပအယောက်20နီးပါးလောက်ကိုလှုပ်အားပေးထုတ်တယ်အမှသူတို့လက်ထဲကဘုံသီးကလွတ်ကျပြီးကွဲတော့အနီးဆုံး9ယောက်ကတော့ပွဲချင်းပြီးသေးတာပဲကျန်တဲ့သူတွေလည်းတန်ရာရရှိတာတွေရှိတယ်ဟုကြောက်ဖြူတက်တွင်သတင်းရင်းမြစ်တအုပ်ကသတင်းဌာနကိုပြောပါတယ်အဆိုပါဖြစ်စဉ်အတွင်းသိဆုံးခဲ့ရတဲ့စစ်ကောင်စီတပ်သား9ဦးအနက်2ဦးမှာတက်ကြက်ကြီးဟန်ထက်သူရနှင့်တက်ကြက်ကြီးရဝေထက်တို့ဖြစ်ပြီးကျန်3ဦးကိုတော့အတည်ပြုနိုင်ဖို့စုံစမ်းနေဆဲဖြစ်တယ်လို့အဆိုပါသတင်းရင်းမြစ်ကဆက်လက်ပြောပါတယ်သေတာ9ယောက်အထက်က2ယောက်ကိုတော့အတည်ပြုလို့ရပါတယ်တက်ကြက်ကြီးဟန်ထက်သူရနှင့်တက်ကြက်ကြီးဟန်ထက်သူရနှင့်တက်ကြက်ကြီးရဝေထက်တို့ပါဟိုပုံစင်တက်ကြက်ကြီးတွေအသက်ငယ်ငယ်လေးပဲရှိသေးတယ်ဒါအပြင်ပောက်ကွဲမှုဖြစ်စဉ်အတွင်းတည်ဆုံးခဲ့ရတဲ့စစ်ကောင်စီတပ်သားတွေရဲ့ရုပ်အလောင်းတွေဟာဒရုန်းဘုံသီးရဲ့ရန်အားအရှိန်ကြောင့်တစစီစုပ်ပြတ်သွားခဲ့ရတာမို့မိသားစုကိုအကြောင်းကြားပြီးနောက်နေ့ချက်ချင်းတကြိုခဲ့တယ်လို့လည်းသိရပါတယ်ဒါရီမကအဆိုပါရုပ်အလောင်းတွေနဲ့ပတ်သက်ပြီးမိသားစုကိုလည်းဓာတ်ပုံတွေပင်ပေးပို့ခြင်းမရှိတဲ့အပြင်စစ်စင်ရေးအခြေအနေဖြစ်တာမို့သတင်းမပေါက်ကြားရေးအတွက်အထူးတားမြစ်ပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။ရုပ်အလောင်းတွေကတော့ဒရုန်းဘုံသီးအနီးကပ်ကွဲတာဆိုတော့စုပ်ပြတ်သွားတာပဲ။တချို့ဆိုတစစီပဲ။အဲ့ဒါမိသားစုကိုတော့အကြောင်းကြားပြီးနောက်နေ့ချက်ချင်းတက်ကတကြိုလိုက်တယ်။ဒီကိစ္စလိုင်းပေါ်မပြန်ဖို့အတွက်လဲတက်ကမိသားစုကိုကြမ်းတဲ့သူကိုတတိပေးတယ်ဗျ။ကြောက်ဖြူမျိုးနဲ့အတွင်းစစ်ကောင်စီနဲ့
အာရကတက်တော် AA တို့ကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာလအနေငယ်ကြာမြင့်လာပြီးဖြစ်ပြီးအာရကတက်တော်ဘက်မှစကားစာရဲ့အမှတ်32ရဲတက်ရင်ခကင်းစခန်းအများစုကိုသိမ်းပိုက်ထားနိုင်တယ်လို့တိုက်ပွဲတွေအတွင်းမှာလည်းစစ်ကောင်စီရဲ့ပုံမှုချုပ်အဆင့်တွေပါစစ်တီအမြောက်အများကိုတုတ်တင်ရှင်းလင်းမှုတွေပြုလုပ်ထားနိုင်တယ်လို့သိရပါတယ်ဆက်လက်ပြီးကြောက်ဖြူတိုက်ပွဲပြန်လည်ဖြစ်ပွားလာရာစစ်ကော်မရှင်တပ်များတေဆုံးမှုများနေသည့်အတွက်အင်အား400ခန့်စစ်ကူဖြည့်တင်းနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တွင်တိုက်ပွဲများပြန်လည်ပြင်းထန်လာနေပြီးစစ်ကော်မရှင်တပ်မှထိခိုက်တေဆုံးမှုများနေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့တွင်ကြောက်ဖြူမြို့နယ်ပြင်ရှင်နှင့်ခုလာပါတွင်အာရကတပ်တော် AA နှင့်စစ်ကော်မရှင်တပ်တို့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်မှအရာရှိများအပါအဝင်တပ်ဖွဲ့ဝင်အများအပြားတေဆုံးကြောင်းဒေသရင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။တိုက်ပွဲများစတိုက်ဖြစ်ပွားပြီးနောက်အောက်တိုဘာ19ရက်တွင်စစ်ကော်မရှင်ကတောင်မော်ဦးရေတန်းဒညဝရီရေတပ်ဌာနချုပ်နှင့်ခမာရ943သို့စစ်ကူအင်အား400ခန့်ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။စစ်တပ်ဘက်ကစစ်ကြောင်းတွေပြန်ဖြန့်ပြီးတက်လာရာကတိုက်ပွဲတွေပြန်ဖြစ်နေတယ်။စစ်တပ်အရာရှိပိုင်းတွေ AA စနိုက်ပါကြောင့်တေတာများတယ်။သူတို့အလောင်းတွေကိုနေပြည်နဲ့တစ်ပုတ်တောင်ဗတ်တေကြတယ်ဟုကြောက်ဖြူသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ကြောက်ဖြူမျိုးတွင်ပိုင်းကိုအပြည့်အဝထိန်းချုပ်ထားတဲ့စစ်ကော်မရှင်ကAA နဲ့ထိတွေ့တိုက်ပွဲများရှိနေသည့်ပြင်ရှိကုလဘာလိတ်ခမော်စသည့်ကြေးရွာများဘက်ကိုပါစစ်ကြောင်းထိုးလာရာတိုက်ပွဲများပြန်လည်ပြင်းထန်လာခြင်းဖြစ်ပါတယ်။ AA သည်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကြောက်ဖြူရန်ကုန်လမ်းရှိအမှတ်32ရဲတပ်ရင်းကိုဒရုန်းပုံများဖြင့်တိုက်ခိုက်ခဲ့ရာစစ်ကော်မရှင်တပ်ဖွဲ့ဝင်များတေဆုံးထိခိုက်မှုရှိကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။ရခိုင်ပြည်နယ်အတွင်းကြောက်ဖြူစစ်တွေနဲ့မှန်အောင်၃ခုနယ်တွင်သာရှိနေသည့်စစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပနိုင်ရန်ကြောက်ဖြူတိုက်ပွဲကိုထိန်းချုပ်လိုနေပြီးစစ်ကော်မရှင်တပ်ထိုးစစ်များနေရာအနှံ့ဖြန့်ထားပြီးတက်လာရာ AA ကြားဖြတ်တိုက်ခိုက်မှုကြောင့်အစုလိုက်ပြုံလိုက်တေဆုံးနေရကြောင်းသိရပါတယ်။ဆက်လက်ပြီးတပ်ရင်းမှုဒုဗိုလ်မှူးကြီးတအူးတေဆုံးခဲ့သည့်ရေတာရှည်တိုက်ပွဲပဲခူးတိုင်းရေတာရှည်မြို့အရှေ့ဘက်9မိုင်ကျော်အကွာစစ်တောင်းမြစ်ကမ်းပေရွာသစ်ကြီးရွာတွင်အထိုင်ကျတပ်ဆွဲထားသည့်စစ်တပ်ကိုအောက်တိုဘာလ20ရက်နေ့ကဝင်ရောက်တိုက်ခိုက်စဉ်တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးတအူးအပါအဝင်15ဦးခန့်တေဆုံးပြီး2ဦးကိုအရှင်ဖမ်းမိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နဲ့စစ်စီရေးနယ်မြေကအောက်တိုဘာလ21ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါတယ်။အမှတ်2029လီချောင်းရန်ကာကွယ်ရေးတပ်လာကာတာတာမှဒုတိယဗိုလ်မှူးကြီးညီညီနိုင်ဦးစီးပြီးအင်အား60ထက်မနည်းရှိသည့်အထိုင်ကျစစ်ကော်မရှင်တပ်ဖွဲ့ကိုယနေ့မိုးလ2နာရီခန့်မှစတင်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတွင်ပါဝင်သည့်အမှတ်806နေပြည်တော် PDF တပ်ရင်းမှတာဝန်ရှိသူတို့ကပြောပါတယ်။2နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ရွာသစ်ရွာအထိုင်စခန်းနှင့်ကင်းစခန်းများကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကစုခွာထွက်ပြေးသွားကြသည်ဟုသိရပါတယ်။ MACD 2လမ်း G3 3လမ်း60မမ1လမ်းပစ္စတို1လမ်း drone ဂျမ်ပါအထိုင်ဆက်ကြီးတစ်ခု KN မျိုးစုံနဲ့အခြားစစ်အုံဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်။တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးညီညီနိုင်အားဖမ်းဆီးချိန်ပစ္စတိုဖြင့်ပြန်ခုခံသဖြင့်ပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUGE နေပြည်တော်တိုင်းစစ်ဌာနကလည်းထုတ်ပြန်ထားပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။